ပြောင်းလဲပြီးတတ်မှတ်ပြီးတော့မယ်ခင်ဗျာဈေးတွေပြောင်းလဲပြီးတတ်မှတ်ပြီးတော့မယ်ခင်ဗျာဒီပြောင်းလဲတွေပါဒီမှာ33လမအထက်ကတော့6000ဈေးရနေပြီးတော့6200ဖြစ်တော့ပါပြီတစ်ချက်သားဈေး30 31 32လမတွေတော့9000ဈေးရနေပြီးတော့ချက်သား9200ဖြစ်သွားပါပြီ28 29လမ4000ဖြစ်သွားပါပြီ25 26 29က3900နဲ့4000ဖြစ်သွားပါပြီဒီမှာလက်မတိုင်းတဲ့ခါကျရင်တော့တီဝင်းစည်းဖို့ဆိုတော့တစ်လက်မတော့ပို့တိုင်းရပါတယ်နော်ဒီဈေးနှုန်းလေးတွေကတော့အောက်မှာသူ့လက်မအလိုက်ကလေးတွေပြောင်းလဲသွားပါတယ်ဒီဈေးတွေတော့အရင်ပြလှပြီးတော့မှစီးဆူလိုရပါမယ်နော်စီးဆူရင်တော့တဝက်ဈေးဖြစ်သွားပါတယ်အကျိုးအပွားတစ်ချက်သားကို9000ပါအဖြူအနီးရတစ်ချက်သားကို3500ပါနော်ဒီဈေးလေးရတော့ဒီမှာပါလေနော်ဓမ္မလိုက်ကလေးတွေတရားကြည့်ပါဗျာကဲအားလုံးဤစည်းတွေအပြောင်းလဲနဲ့သတ်မှတ်ပေးလိုက်ပါပြီလေနော်အားလုံးဆင်ပြေကြပါပြီဗျာကဲစပင်လာရောက်ခြင်းနဲ့ဆိုရင်လို့မင်္ဂလာတို့မြို့နယ်ခရီးပင်လန်း300စီမှတ်တိုင်ကိုစင်း300စီမှတ်တိုင်ရောက်ရင်ဆရာစံလန်းနဲ့ဝင်ခဲ့ပါဆရာစံလန်းနဲ့ကိုရောက်ပြီးဆိုရင်တူရှင်လန်းကိုညာချိုးတူရှင်လန်းညာချိုးပြီးနောက်တစ်ခါတူရှင်လန်းကိုဘယ်ထက်ချိုးတက်တက်ရှောက်မိုးထက်အကအိတ်တာနဲ့မြေတောင်းထိုးလေးမှနေပါတယ်ဗျာကဲဒိစာပါညာဆင်ပြေတော့ပါပြီ